ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကျွန်တော် mini review လုပ်ပေးခြင်းတဲ့ပစ္စည်းလေးရတော့ကျွန်တော်တို့ EcoFlow ကထုတ်တဲ့ Data Pro ပါ Data Pro လို့ပြောလိုက်ပြီဆိုတာနဲ့လုံးဝဟိုဘယ်လိုခေါ်မလဲဟိုတုံဆင်းသွားနိုင်တယ် Aircon ဖွင့်ပြီးတော့အေးခံရင်ပြောတာပါ Data Pro ကတော့ web အနေနဲ့ဆိုရင်သူက3600ဝယ်ပြ piece လို့တနည်းအားဖြင့်တော့ကျွန်တော်တို့ Maximan အနေနဲ့ဆိုလို့ရှိရင်9000နဲ့ကျွန်တော်တို့200ပေါ့နော်9200ထိ piece လောက်ရတယ် piece လောက်ရဲ့တဘောဒီဘယ်လိုခေါ်မလဲဒီ Maximan ရဲ့တဘောကတော့ကျွန်တော်တို့ကစက္ကန့်90ဒို့မဟုတ်စက္ကန့်120လောက်ကိုပဲ short time ကိုပဲသူကစောင့်ပြီးတော့အစွဲခံတာပေါ့နော်အကယ်၍ကျွန်တော်တို့ကပုံမှန်တုံးမယ်ဆိုရင်တော့ watt 3600ပဲကျွန်တော်တို့သုံးလို့ရမှာဖြစ်ပါတယ်ဗျာနော်သူ့မှာဆိုအဓိကအားသာချက်ကတော့ကျွန်တော် Data Pro ရဲ့အဓိကအားသာချက်ကတော့ကျွန်တော်တို့ကသူ့မှာ extra battery ကျွန်တော်တို့နှလုံးတွဲပြီးတော့သုံးလို့ရတယ်နောက်တစ်ချက်ကဘာလဲလို့မေးလို့ရှိရင်သူ့ရဲ့ဒီအောက်ကကြတော့ကျွန်တော်တို့ကဒီကောင်ကတယောက်တစ်ဖက်တစ်ချက်ကမတော့မယ်ဆိုလို့ရှိရင်လုံးဝ weight ကလုံးဝ e-sight နေနိုင်တဲ့ weight ဖြစ်တဲ့အတွက်လုံးဝယောက်ျားသား2ယောက်ကိုတော်တော်ကြီးမယူရမယ်နောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်သူကဟိုကျွန်တော်တို့ဒီ leg gate ပုံစံမျိုးဆွဲသွားမယ်ဆိုဆွဲလို့ရတယ်ဒီလိုမျိုးချထားတဲ့အချိန်မှာသူကဒီဘိန်းနှစ်ခုကြားမှာကျွန်တော် rubber dog တစ်ခုရှိမယ်ပြီးတော့ရှေ့မှာ rubber dog နှစ်ခုရှိမယ်ပေါ့နော် rubber dog ကိုသူက tree can ပုံလေးထားတယ်အဲ့အချိန်မှာကျွန်တော်တို့ဒီဘေးကဘိန်းလေးကတော့လုံးဝ free လွတ်သွားလိမ့်မယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ power station ကလှုပ်ရှားမှုလုံးဝမရှိတော့ဘူးเนาะနောက်တစ်ချက်ကတော့ dual fan ပေါ့ dual fan ရဲ့သူ့ရဲ့ပုံစံကကြတော့တစ်ဖက်ကကြတော့သူကဒီဘေးဒီအပြင်မှာရှိတဲ့လေအေးလေးတွေကိုသူက absorb လုပ်တယ်ပန်ကားနဲ့အထက်ကိုမှုတ်ထုတ်လိုက်တယ်ပြီးတော့လို့ရှိရင်တစ်ဖက်ကကြတော့ကျွန်တော်တို့ကပြန်ပြီးတော့ဟိုအပြင်ကိုစုပ်ထုတ်တာပေါ့အတွင်းကိုလည်းအတွင်းကိုကျွန်တော်တို့အတွင်းကိုလေကိုဆွဲပြီးတော့အထက်မှာဆက်တွေကိုအေးပေးမယ်ပြီးတော့လို့ရှိရင်အထက်မှာရှိတဲ့လေပူတွေကိုသူကတစ်ဖက်ကပြန်ထုတ်တယ်တော်တော်မိုက်တဲ့ကူလီစနစ်ပြနောက်တစ်ချက်ကဘာလဲဆိုသူ့ရဲ့သုံးထားတဲ့ဒီ body material ကလည်းပုံမှန် body ပုံမှန်ကျွန်တော်တို့ဒီ power station တွေမှာတုံးထားတဲ့ material မျိုးမဟုတ်ဘူးဗျ temperature ကိုကောင်းကြီး absorb လုပ်ပြီးတော့ကျွန်တော်မြန်ပြန်ပြီးဖေးနိုင်တယ်ကျွန်တော် material မျိုးကိုတုံးထားတယ်ဗျတချို့ကလည်းမေးတယ်အားတွင်းရင်ဘယ်လောက်ကြာမလဲအားတွင်းလို့ရှိရင်တော့ကျွန်တော်တို့သူကဘယ်လိုပုံစံမျိုးနဲ့တွင်းမှာလဲဆိုတာမူတည်ရပေါ့နော်ဥပမာသူက US standard အနေနဲ့ဆိုရင် volt 120နဲ့တွင်းမယ်ဆိုလို့ရှိရင်သူက watt 1800နဲ့ဝင်မယ်ပေါ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်အားတွင်းချိန်နည်းနည်းကြာနိုင်တယ်မဟုတ်ဘူးနောက် US standard ကိုပဲ240 volt နဲ့တွင်းမယ်ဆိုရင်တော့ watt 3000နဲ့ဝင်မယ်ဒါဆိုရင်တော့အားတွင်းတာအားဝင်တာပုံမြန်လိမ့်မယ်နောက်တစ်ချက်ကျွန်တော်တို့ UK standard ဆိုရင် volt 230နဲ့ဆိုလို့ရှိရင်သူက maximum ပေါ့အများဆုံးပေါ့အများဆုံးနဲ့တောက်လျှောက်ရိုက်နေမှာတော့မဟုတ်ဘူးအများဆုံး2885 watt နဲ့ဝင်မယ်ဗျဒါဆိုရင်ကျွန်တော်တို့ကရော volt ဘယ်လောက်နဲ့တွင်းမှာလဲဥပမာ220 volt နဲ့တွင်းမှာလားဒါမှမဟုတ်210 volt နဲ့တွင်းမှာလား240volt နဲ့တွင်းမှာလား230 volt နဲ့တွင်းမှာလားဆိုတာပေါ့မှာမူတည်ပြီးတော့ကျွန်တော်တို့ကအားချခြင်းတိုင်းရတော့ဟိုလိုခေါ်မလဲကွာသွားမှာပေါ့နောက်တစ်ချက်ကတော့သူကတခြားတော့ကျွန်တော်တို့ဒီပုံမှန်အသေး site တွေမှာတွေ့ရတာကြလို့ရှိရင်ကျွန်တော်တို့ကချခြင်း speed ကိုကျွန်တော် software မှာပဲကျွန်တော်တို့ adjust လုပ်လို့ရတာဒီ Data Pro နဲ့ Data Map မှာကြတော့အထဲမှာသူ့ရဲ့နောက်မှာ manually ရချခြင်း speed ကိုဥမာဆိုပါဆိုကျွန်တော်တို့က fast charger နဲ့ရိုက်မလားဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော် custom ဒါမှမဟုတ် slow ပေါ့ဆိုလိုချင်တဲ့တိတ်ပဲရတော့ custom mode တနည်းအားဖြင့်တော့ slow mode နဲ့ကျွန်တော်တို့အားတွင်းမှာလားဆိုတာမျိုးကို manually ရွေးလို့ရတယ် on off ဟိုအပေါ်အောက်ရွှေ့လို့ရတယ် swiftly ပါတယ်ဗျဒါတော့သူ့ရဲ့အဓိကအားသာချက်လို့ပြောရရတယ်တုံးထားတဲ့ battery ကလည်း light ဖို့ battery ဖြစ်တဲ့အတွက်လောင်းတိုင်းတုံးဖို့အတွက်ကတော့လုံးဝရွေးချက်တင်တယ် brand လေးပါရွေးချက်တင်တဲ့ model လေးပါကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ်ချက်အနီးကပ်ဗျာနည်းနည်းလေးရွှေလုပ်ပြီးတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ဗျဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ input ပေါ့ input ကတော့အခုလက်ရှိရတော့ကျွန်တော်တို့0 4လုံးပေါ့သူကဘာဖြစ်လို့လဲဆိုတော့ web ကထောင်ကဏ္ဍဖြစ်နေတဲ့အတွက်သူကကဏ္ဍ4လုံးပြလိုက်မယ်အားတွင်းတဲ့ချိန်မှာဆိုရင်သူ web block နဲ့တွင်းနေဆိုတာပြမယ်ပေါ့နော် Bluetooth ကတော့ကျွန်တော်တို့သူ့ရဲ့ဒီEcoFlow ရဲ့ပြည့်စုံတဲ့ EcoFlow ရဲ့ software နဲ့ control လုပ်ပြီးတော့ကျွန်တော်တို့ကဒီ machine တစ်ခုလုံးဒီ power station တစ်ခုလုံးကိုစိတ်ကြိုက် control လုပ်လို့ရတယ် firmware တွေ update လုပ်တာအဆုံးပေါ့ဗျာဒါကတော့ဒီမှာ output ပေါ့နောက်တစ်ချက်ဒီမှာဆိုရင် 89% လောလောဆယ်ရှိတယ် 85% ကိုလက်ရှိအနေထားရဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘာမှမတုံဘူးဒီ standby ပေါ့ standby ဘာမှမတုံဘူး web တွေလည်းဘာမှမရှိဘူးဒီ standby ဆိုရင်သူကတော့ဒီမှာပြထားတာကသူ့ရဲ့ BMS ကတွက်ချက်ပေးတဲ့တဘောရ9ရက်လောက်ရမယ်လို့ပြောထားတယ်ပေါ့နော်ဒါကဘာမှမတုံထားဘူးပေါ့နော်နောက်တစ်ခုက USB output အနေနဲ့ဆိုဒီမှာဆိုလို့ရှိရင် fast charger output 2ပေါက်ပါမယ်ရိုးရိုး USB A 2ပေါက်ပါမယ် Type C ဆိုလို့ရှိရင်လည်းဒီမှာ100 watt နဲ့ Type C တစ်ပေါက်2ပေါက်ပါမယ်ပေါ့နော်
နောက်တစ်ချက်ကတော့ကျွန်တော်တို့က AC အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ multi AC multi socket ပါတယ်ပေါ့အဓိကအားသာချက်ကသူကတခြားတော့ကျွန်တော်တို့ power station နေနဲ့မတူတာက data pro မှာဆိုလို့ရှိရင်အကယ်၍ကျွန်တော်တို့ကဂျားထဲမှာခေါင်းလေးတစ်ခုဝယ်ပြီးတော့ထည့်လိုက်လို့ရှိရင်ကျွန်တော် EV car station တွေမှာကျွန်တော်တို့အားတွားသွင်းလို့ရတယ်ဗျဒါကကျွန်တော် EV car station တွေနဲ့တွဲထိုးပြီးတော့သုံးရတယ် socket ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဒီမှာအပေါ်ဘက်ကျွန်တော်တစ်ချက်တွက်ကြည့်မယ်နော်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီမှာ LAN နေပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော် standby mode ထားခြင်းတယ်ဆိုတော့ standby mode ထားလို့ရတယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီoutput socket ဒီကောင် secret lighter output socket တွေပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်IoT restart လုပ်တဲ့ cloud တွေအားစပါတယ်ဗျနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တစ်ဖက်ကိုတွားကြည့်မယ်နော်ဒီမှာဆိုလို့ရှိရင်လည်းသူကဒီမှာဒီအထက်က temperature ကိုအပြင်ကိုဆွဲထုတ်လို့ကောင်းတယ်သူကဒီ layout shutter ပုံစံမျိုးလေးတွေလောက်ထားတယ် design လဲလှတယ်လုံးဝလေလဲအပြင်ကိုလေဘူးတွေကိုလည်းကောင်းကောင်းဆွန့်ထုတ်နိုင်တဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် extra battery pack တွဲလို့ရတဲ့ socket နှစ်ခုပါမယ်ပြီးတော့ရင်ခုနကျွန်တော်ပြောခဲ့ထားတယ်ကျွန်တော်တို့ဒီမှာသူကတကယ်အဝါရောင်ဒီအမဲနဲ့အဝါလေး line လေးတွေကြားထဲမှာဒါကတော့ကျွန်တော်တို့ဘို့100ကနေ240ကြာ ampere အနေနဲ့ဆို15 ampere ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့က custom mode ကိုထားမလား custom တနည်းအားဖြင့် slow ပေါ့နော်ပြီး fast mode ကိုထားမလားဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့ solar panel တွေ solar panel နဲ့အားသွင်းခြင်းနဲ့ဆွင်းလို့ရတယ်ဒီမှာဆိုလို့ကျွန်တော် fuse ပေါ့နော်အဓိကတော့နောက်တစ်ခုကဒီခုဆိုလို့ရှိရင်ကျွန်တော် brain ကကျွန်တော် free ဖြစ်နေတယ်ပေါ့နော် brain က free ဖြစ်နေတယ်ဘာဖြစ်လို့ဆိုတော့အောက်မှာကျွန်တော် rubber တောက်ကလေးကထောက်ထားပေးရတဲ့အတွက်မလိုက်တဲ့အချိန်မှာကျွန်တော်ထောင်လိုက်တဲ့အချိန်မှာဆိုရင်တော့တော်တော်ကိုမိုက်တယ်ဗျဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာလက်ကိပုံစံမျိုးကျွန်တော်အထုပ်တွင်းလုပ်ပြီးတော့ကျွန်တော်တို့မလိုက်လို့ရတယ်ပေါ့နော်ဒီလိုပုံစံမျိုးမလိုက်လို့ရတယ်နော်ကဲဒါဆိုလို့ရှိရင်တော့ထွေလီကာလီကြောက်ဆက်တွေဘာတွေညာတွေနဲ့တော့ကျွန်တော်မစမ်းတော့ဒါတွေနဲ့ကတော့ရတယ်ဆိုတာကျွန်တော်လူတိုင်းသိတယ် data pro ကြီးဖြစ်နေလို့လူတိုင်းသိတယ်ဒါဆိုရင်ကျွန်တော်တို့ aircon တကောင်ကိုကျွန်တော်တို့ web ဘလောက်ဆွဲပြီးတော့ဘယ်နှနာရီလောက်ခံလဲဖူးချတွင်းထားတာမှာဘယ်နှနာရီလောက်ခံလဲဆိုတာကိုကျွန်တော်နဲ့တူလက်တွေ့တစ်ချက်တော့စမ်းကြည့်လိုက်မယ်ဗျာနော်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော် data pro နဲ့ကျွန်တော်တို့ Mydia ထုတ်တဲ့တကောင်ခွဲရိုး aircon ကိုကျွန်တော်စမ်းပြမှာဖြစ်ပါတယ်เนาะအခုဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ 100% ဖြစ်နေပြီပေါ့เนาะကျွန်တော် AC on လိုက်မယ် AC on တော့အပေါ်တော့ရောက်သွားပြီကျွန်တော်အဲ့ဒါကိုတော့အမြန်ဟိုကလှုပ်လိုက်မယ်ပေါ့เนาะကျွန်တော် secret ကိုခလုတ်နှိပ်လိုက်မယ်secret ကိုခလုတ်နှိပ်လိုက်မယ်ကျွန်တော်ဒီမှာကျွန်တော်ကတော့အခု remove ကနည်းနည်းကြောင်တောင်ဖြစ်နေလို့ကျွန်တော်ကဒီ run ရဲ့ temperature တော့ဆက်ခွန်ထားတယ်ပေါ့နော်လက်ရှိကတော့သူကဒီမှာဆိုလို့ရှိရင်စဆွဲနေအောက်တိုးစလဲနေပြီပေါ့နော်အောက်တိုးလဲနေတဲ့အနေအထားတစ်ခုမှာဆိုရင်တွက်နေပြီပေါ့နော်လက်ရှိကတော့သူကအောက်တိုးစလဲနေတဲ့အနေအထားတစ်ခုမှာအောက်တိုးကတောက်လျှောက်900ဝက်လောက်ဆွဲနေတဲ့အနေအထားတစ်ခုမှာဆိုရင်တော့သူက3နာရီခုလက်ရှိကတော့ဒီပေါ်မှာပြနေတာကတော့3နာရီလို့ပြနေတယ်ဒါပေမဲ့ဒီမိနစ်အစွန်းအတွက်မိနစ်နဲ့ပါကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က software နဲ့ကြည့်ရင်တော့မိနစ်အစွန်းအတွက်ပါကြည့်လို့ရမယ်လက်ရှိကတော့သူက3နာရီအနေနဲ့သူကတွက်နေတယ်ပေါ့နော်ဝက်1000ဝန်းကျင်လောက်ကိုဆွဲနေတယ်တကောင်ခွဲ aircon ဖြစ်တဲ့အတွက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်3နာရီဝန်းကျင်ဆိုရင်3နာရီခွဲ4နာရီမကြော်တာတော့တေးကြတယ်3နာရီကြော်တာတော့တေးကြတယ်ပေါ့နော်3နာရီကြော်မှာတော့တေးကြတယ်4နာရီတော့မကြော်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူက totally 100% မှာဒီလောက်ဆွဲနေတဲ့အနေအထားမှာသူက3နာရီလို့ပြောထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်လက်တွေ့စမ်းပြတာပါเนาะအခုကလက်ရှိ indoor outdoor လဲနေပါပြီเนาะကဲတစ်ချက်ကြည့်ကြည့်ပါဦးเนาะဒါ Mydia က12000 BTU per hour ပေါ့เนาะသူကတော့ model နံပါတ်ကတော့တွဲ series ဆိုလို့ရှိရင်တော့ဒါတကောင်ခွဲလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့เนาะအေးလဲမိုက်တယ်ဗျဘာဖြစ်လို့လဲဆိုတော့ဒီ EcoFlow ရဲ့ data pro ကထွက်တဲ့ကောင်ကကြတော့သူကလုံးဝ viewer ဆိုင်ဝေးဖြစ်တဲ့အတွက်ကျွန်တော်အိမ်တုံးလျှက်စစ်ပစ္စည်းတွေကတော့အရန်ကြိုက်တယ်ပါအရန်လဲမိုက်တယ်เนาะဒီ
ဒီမှာဆိုလို့ရှိရင်သူက AC အနေနဲ့ဆိုရင် 1.05 kW ပေါ့နော်တနည်းအားဖြင့်1000ကျော်လောက်ကိုဆွဲနေတယ်ဒီမှာအဲ့ဒီအောင်မှာသူက3နာရီ22ပေါ့နော်အကယ်၍အောက်တိုးမလဲတဲ့အနေအထားနဲ့ကြုံနိုင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်က3နာရီခွဲဝန်းကျင်ရတော့ဘယ်လိုခေါ်မလဲပြေးမလို့ဘူးသူကဒီမှာဆိုလို့ရှိရင်အောက်တိုးရဲ့ power consumption ပေါ့နော် compressor လဲတဲ့အနေအထားတော့ကိုမှမဟုတ်ဘူးသူကတွက်ချက်ပေးတော့ဖြစ်တဲ့အတွက် around 4နာရီပတ်ချက်လောက်တော့ရနိုင်တဲ့အနေအထားရှိတယ်ဗျနော်ဒါကတော့တကယ်အားတွင်းပြီးတော့ဝယ်တုံးကြီးမှပဲဒီdate တိနိုင်မယ်ဒါကတော့ကျွန်တော်တို့က BMS မှာတွက်ပေးတဲ့အနေအထားတစ်ခု software မှာတွက်ပေးတဲ့အနေအထားတစ်ခုပဲကျွန်တော်တို့ကကြည့်လို့ရတာအခုချိန်ထိတော့ကျွန်တော်မောင်းနေတာ2မိနစ်3မိနစ်လောက်တော့ရှိပြီ 100% နေပြီးတော့ဒီ 99% အထိကျမသွားသေးဘူးပေါ့နော်အားကြတာလည်းနှေးတယ်လို့ပြောလို့ရတယ်ဗျကဲဒါဆိုလို့ရှိရင်တော့ EcoFlow ကထုတ်တဲ့အမိုက်စားအကြံစား Data Pro Power Station ကြီးကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Tego 7 Electronic and Hardware မှာအမှတ် 142A အောက်ကြီးမြင့်နိုင်လဲအလုံမြို့နယ်ရန်ကုန်မြို့ပါမှတ်တိုင်ကတော့ကျွန်တော်ဂျမန်ခဏမှတ်တိုင်နဲ့စာတိုက်မှတ်တိုင်ကြားပဲဖြစ်ပါတယ်ခင်ဗျ Hotline ဖုန်းနံပါတ်ကတော့3998834414ဖြစ်ပြီးတော့ Viber ဖုန်းနံပါတ်များကတော့3994220093 3994220093 နဲ့3994220093 တို့ပဲဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ် What does it mean to live without limits? Introducing the EcoFlow Delta Pro, the world's first portable home battery with an expandable ecosystem designed to store energy so you can use it at any time. The Delta Pro ecosystem connects directly to your home with the new EcoFlow Smart Home Panel, which immediately reroutes to Delta Pro to provide uninterrupted power during emergencies. Power outages are no longer a problem, as Delta Pro keeps your entire home fully powered, even high wattage appliances. And in daily use, the ecosystem reduces your reliance on the grid, saving money on your energy bills. The EcoFlow app gives you full control over your home circuits and lets you manage your power consumption. If you need another way to power high voltage devices, connect two Delta Pro units together. During emergencies, the new EcoFlow Smart Generator provides cost-effective and efficient power compared to using a traditional gas generator alone. Delta Pro takes innovation even further. Introducing FlowCharge, the world's first charging technology that lets you charge anywhere at any time. The new EcoFlow Solar Tracker automatically follows the position of the sun to improve power generation. At home, plug Delta Pro into any wall outlet to fully charge in 2.5 hours, thanks to Xstream, the world's fastest portable power station charging technology. For the first time ever, you can charge Delta Pro at any leading Level 2 EV charging station. All this and more make Delta Pro the most powerful portable power solution, because Delta Pro isn't just a portable home battery, it's a way to power a new world.